ဒီလက်ညှိုးနဲ့လက်ခလျာခုနလိုပဲနံပါတ်1ကျိုး2ကျိုး3ကျိုးထိထားမယ်နော်1ကျိုး2ကျိုး3ကျိုးဒီတစ်ခါကျလက်တန်းကနံပါတ်4ကျိုး3အကွက်မှာဖိမယ်လက်တကြွယ်ကနံပါတ်5ကျိုး3အကွက်မှာဖိမယ်ဒါဆိုရင်ဖိထားတဲ့ဟာတွေတီးမယ်ဆိုရင်ဒါဆိုကျိုး5ချောင်းလောက်အတန်ရပြီလက်မကကြတော့ဒီအဆင့်မှာနံပါတ်6ကျိုးအတန်လေးတတ်ထားမယ်ထိယုံလေးထိထားမယ်ဆိုရင်အတန်တတ်ထားမယ်ဒါလေးကိုတီးကြည့်မယ်โอเคနောက်တစ်ဆင့်အနေနဲ့လက်မပါထည့်ပြီးကြိုက်မယ်ဒီလိုမျိုးတစ်ဆင့်ချင်းကျင့်မယ်ဆိုရင်တော့သူကနေအတန်ထွက်တာနည်းနည်းလေးပုံမှန်တွေ့လိမ့်မယ်โอเคလက်မအဆင့်လက်မကဘာလို့ဒီ F ကော့မှာအရေးကြီးလဲပေါ့ဒီလက်မကဒီ F ကော့ကနံပါတ်6ကျိုး1ကော့မှာပြီးထားတာဒါ F note ဖြစ်တယ်F note ဆိုတာ F ကော့မှာသူက root note ပဲဒါကြောင့်မို့လို့ဒီအတန်ထည့်တင်းရင်ချိန်မှာအတန်ဘက်ကပုံမှန်ကောင်းတယ်ဒါကြောင့်မို့လို့ဒါကိုရအောင်ကြိုက်စေချင်